တော့ငါ10သိန်းပြောမလို့ဟွန်း နာရှင်နာနေရဘယ်လောက်တောင်ကြာနေပြီလဲ ဂျာတင်3နှစ်ပဲရှိသေးတယ် ဩရှင်နာတာ3နှစ်အချိန်နဲလား ဟောနေရလေဟဲ့ဒီမှာဟိုအချိန်ကာလဆိုတာလေဘာရင်ညာရင်မဟုတ်ဖင်းလဲခေါင်းလေးနဲ့သူကသူပြီးသွားတာလာမင်းတစ်နှစ်ထပ်ပါဝင်4နှစ်ဟာနေရလေ ရှင်နာတဲ့အဲ့4နှစ်အတွင်းမှာကျမတို့ကဘာနဲ့လှုပ်စားရမှာလဲဟမ် ဟောဒီမှာထမင်းစားလို့မရဘူးလားငါနေ့ကိုထမင်းမကြွေးဘူးလားပြော အဲ့ရှင်သမင်းကျွေးတာကျမတို့အကျွေးတွေပတ်ချလေဝိုင်းနေပြီအဲ့ကျွေးတွေကျမတို့ဘယ်ရရပတ်စံနဲ့ပြန်လှုပ်ဆက်ပါလဲ ဒီမှာတူတူပြောသမားနေလေလူဆိုတာအကျွေးနဲ့မကင်းဘူးဘာဖြစ်လို့အကျွေးရှိတာလူတိုင်းမှာရှိတယ်အစင်မပြေအစင်ပြေတဲ့ချိန်ကျတော့လေပြန်ပြီးမှာကိုနေရလေ3နှစ်လောက်ပဲရှိသေးတယ်အတိုးလည်းတိတ်မရှိပါဘူးနေငါဒီမှာဂါဒီအိမ်ကလည်းဘဲမှလည်းထွက်ပြေးမှာမဟုတ်ဘူးနင်းဆိုဒီမှာလည်းဟိုစံလေးပါရှိလို့ရှိရင်လည်းမရှိရင်လည်းထက်ကြီးဘာဖြစ်ဘူးတအိမ်မရရင်တော့အင်ချီအေးစေပေါ့ ချီးရလုံးလို့လေကျမမျက်နှာဘယ်နဲ့သွားထားလို့ထားရမှန်းတော့မသိတော့ဘူး အေးရီအိုးတဲ့ထဲတာအေးရီအိုးတဲ့ထဲတာပူညံနဲ့နင်းပြောလို့လက်တိတ်နေတာဘာမှမသိဘူးအားလေဒါပိုးစိုးပါစက်တင်လို့လားပြောတယ်ဘာဖြစ်လဲပြောမကတော့နားရတယ်ဟာ နားဆိုလဲနားတစ်သက်လုံးနားလိုက်တော့နော် တသက်လုံးတော့နားမလားငါ့ကိုမကြလူချင်းတဲ့လူတွေမှာပွန်းလို့ခုဆိုငါပွဲငါတွေရက်ပြည့်နေတိုင်းဖုန်းဆက်တစ်ပတ်ကိုမဆက်ဘူးဆို3ရက်လောက်ဆက်တယ်အဲ့လိုပဲဘယ်လောက်ယူလဲဘာယူလဲငါပြောတယ်လေကျွန်တော်နေပညာချင်း9သိန်းယူပါတယ်ဟောတချို့ကျတော့ကျွန်တော်နေပညာချင်းကျွန်တော်10သိန်းယူပါတယ်ပြောတယ်လေသူတို့နဲ့သူတို့အဆင်မပြေလို့မငါတာဘာဖြစ်လို့လဲငါပြောတယ်ငါစီအလုံးမဝင်ဘူးလားဝင်တယ်လေဟဲ့ငါ9000 3000လုံးနဲ့လက်ခံရင်တော့ငါကလို့ရတော့ပေါ့ဒါပေမဲ့ငါတင်ထားတဲ့ပညာတွေလေငါ2ပုတ်3ပုတ်တည်းဆိုရတာမဟုတ်မိုးလင်းကြီးလောက်ရတာလုံနိုင်မှာဘူး ရှင်လုံးနိုင်တာမလုံးနိုင်တာနောက်ထားလောလောဆယ်ကျမနဲ့အိမ်လုတ်တွေဝိုင်းလူကူလုတ်ပေးအောင် အော်နင်းလည်းဟာဒီမှာမင်းကမိန်းကလေးမဟုတ်ဘူးလားဟမ်မိကိုတိုက်ရမယ်ထမင်းချက်ရမယ်အဝတ်လျှော်ရမယ်ဒါမိန်းကလေးတွေအလုပ်နေပါငါအလုပ်မရှိလို့နေစိတ်ညစ်နေရမလားငါနင်းကိုအလုပ်ပေးမယ်လုပ်မလားပြောရက်ွက်ထဲမှာဘယ်အိမ်နေမှာအဝတ်လျှော်လို့ရမလဲမေးလိုက်